So family များအားလုံးပဲမင်္ဂလာပါရှင်။အနည်းရဲ့ channel လေးကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ video လေးကတော့ reading video လေးဖြစ်ပါတယ်ပေါ့နော်။အနည်းဒီကနေ့ video လေးမှာတော့မိမိရဲ့ twin flame ကမိမိကိုသိစေချင်တဲ့အကြောင်းအရာတွေသူရဲ့ရင်ထဲမှာရှိတဲ့ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေနောက်တစ်ခါသူ့ရဲ့မသိစိတ်ထဲမှာကိုယ်နဲ့ပတ်သက်ပြီးတော့မှရှိနေတဲ့ခံစားချက်ကလေးတွေအကြောင်းကို in-depth reading အနေနဲ့ပေါ့နော်အသေးစိတ်ဒီကနေ့ပါကြည့်သွားကြမှာဖြစ်ပါတယ်။ဒီရဲ့ video လေးကတော့ twin flame reading တည်တံ့ဖြစ်ပြီးတော့ဂျန်နဲ့ကိုယ့်ရဲ့ soulmate တို့မဟုတ်ကိုယ့်ရဲ့ partner နဲ့ပတ်သက်တဲ့ video လေးတွေကိုတော့အနည်းကတည်တံ့တင်ပြသွားမှာဖြစ်ပါတယ်။တကယ်တော့ဒီနေ့ရဲ့ video လေးကအနည်းတို့ Min and Annie Diary channel ကပေါ့နော် twin flame အကြောင်း video လေးရဲ့အဆက်ဖြစ်ပါတယ်။အဲ့ဒီ video လေးကိုကြည့်ပြီးတော့တဲ့ so family များကဒီကနေ့အနည်းရဲ့ Annie Diary channel video မှာကိုယ့်ရဲ့ twin flame ကကိုယ့်ကိုသိစေချင်တဲ့အကြောင်းအရာလေးတွေအကြောင်းကိုဆက်လက်ပြီးတော့ကြည့်ရှုသွားနိုင်မှာဖြစ်ပါတယ်ပေါ့နော်။ So အနည်းတို့ရဲ့ Min and Annie Diary channel အသစ်ကလေးမှာတင်ထားတဲ့ twin flame အကြောင်း video လေးကိုမကြည့်ရသေးဘူးဆိုရင်လည်းအနည်းတို့ရဲ့ channel အသစ်ကလေးမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်လို့အနည်းကသတင်းကောင်းလေးပါအပ်လိုက်ပါတယ်။အဲ့တော့ဒီနေ့မှာတော့အနည်းတို့ reading လေးအတူစလိုက်ကြရအောင်ပါနော်။ပထမဆုံးအနေနဲ့ကတော့ twin flame နဲ့ကိုယ်နဲ့ကြားတဲ့ energy ကက်ကလေးတွေကိုစပြီးတော့ကြည့်မှဖြစ်ပါတယ်။ဒီ energy ကက်ကလေးတွေကိုတော့အနည်းတို့ဒါ crystal လေး3ခုကိုရွေးကြမယ်ပေါ့နော်။ဆိုတော့ group 1ကကြတော့အနည်းတို့ဒီမှာ rose quartz apple လေးဖြစ်ပါတယ်။ဆိုတော့ group 1ကိုရွေးချယ်ထားတဲ့ soul family များကgroup 1ကိုကိုစားပြုတာကတော့သူယောက်ျားကိုမှ rose quartz apple ပုံလေးဖြစ်ပါတယ်နော်။အဲ့တော့ group 2ပါ group 2အတွက်ကတော့ rose quartz heart လေးဖြစ်ပါတယ်အသေးပုံ rose quartz ကြောက်ကလေးနဲ့ကိုစားပြုထားတာဖြစ်ပါတယ်group 3အတွက်ကိုတော့ tower rose quartz လေးဖြစ်ပါတယ် rose quartz tower ကြောက်လေးဖြစ်ပါတယ်အဲ့တော့ group 1 group 2 group 3မှာမိမိရဲ့ energy က attract ဖြစ်နေတဲ့ group ကိုရွေးချယ်လိုက်ပါပြီးတဲ့အခါမှာတော့မိမိနဲ့တက်ဆိုင်တဲ့ group ကိုရွေးချယ်ပြီးတော့နားထောင်နိုင်ပြီဖြစ်ပါတယ်အနည်းတို့အချိန်လေးခဏယူပါမယ်အသက်ကလေးရှစ်သွေးရှစ်ထုတ်3ချိန်လောက်လုပ်လိုက်ပါစိတ်ကလေးကို short လိုက်ပါကိုယ့်ရဲ့ intuition ကပြောနေတဲ့ group ကိုရွေးချယ်လိုက်ပါနော် group 1ရဲ့ rose quartz apple လေးကိုရွေးချယ်လိုက်တယ်ဆို family များအားလုံးပဲမင်္ဂလာပါရှင်အနည်းတို့ကိုယ့်ရဲ့ twin flame နဲ့ကိုယ်နဲ့ကြား connection twin flame ကကိုယ့်ကိုပြောချင်နေတဲ့စကားတွေနဲ့ twin flame ရဲ့မသိစိတ်ထဲမှာကိုယ့်ပေါ်ထားရှိနေတဲ့ခံစားချက် energy လေးတွေကိုစပြီးတော့မှဖတ်လိုက်ကြရအောင်ပါဆိုတော့ဒါကတော့အနည်းတို့နှစ်ယောက်ကြား energy ကိုစားပြုတဲ့ကက်ကလေးဖြစ်ပါတယ်ဆိုတော့ဒီကက်ကလေးကတော့pay attention to the red flag ဆိုတဲ့ကက်ကလေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကလေးကြောက်လာတယ်ဆိုတဲ့သဘောတရားကတော့မိမိနဲ့ twin flame တွေကအခုလောလောဆယ်မှာဆိုရင် separation ကာလကိုရောက်ချင်ရောက်နေလိမ့်မယ်တို့ဒီမဟုတ်နှစ်ယောက်ရဲ့ကြားထဲမှာစပြီးတော့ trigger လေးတွေပေါ်လာတဲ့ကာလလေးဖြစ်မယ်လို့တော့အနေထင်ပါတယ်trigger လေးတွေစပြီးဖြစ်လာပြီးသူရဲ့ကိုယ်ရဲ့ကြားထဲမှာအရန်ကိုပျော်ရွှင်ကြည်နူးစရာအခြေအနေလေးကနေပြီးတော့ကြောက်ကစားလေးတွေနည်းနည်းလေးဖြစ်ကောက်ဖြစ်လာလိမ့်မယ်သို့မဟုတ်လို့ရှိရင်အမြင်မတူတာလေးတွေဖြစ်လာမယ်အရင်အားထပ်ပိုပြီးတော့မှစိတ်သဘောထားမတိုက်ဆိုင်တာလေးတွေဖြစ်လာနိုင်လိမ့်မယ်နောက်တစ်ခါ separation ဖြစ်ဖို့အတွက်ပေါ့နော်အစပြောနေတဲ့အချိန်လေးလည်းဖြစ်ကောက်ဖြစ်နိုင်ပါတယ်တို့ဒီမဟုတ် group 1ကိုရွေးချယ်လိုက်တဲ့သူတွေက twin flame နဲ့ကိုယ်နဲ့ကြားထဲမှာအဆက်အသွယ်ပြတ်နေတာလေးဖြစ်ပါလိမ့်မယ်ဆိုတော့ pay attention to the reflex ဆိုတာကတော့အနည်းအားဒီကက်ကိုတစ်ဖက် twin flame ကိုစားပြုရလို့မထင်ပါဘူးကိုရဲ့ reflex တွေကိုပဲကိုစားပြုရလို့ခံစားမိပါတယ်ဆိုတော့မိမိမှာရော twin flame နဲ့တွေ့ဆုံခြင်းမှာ trigger ဖြစ်လာတယ်ကိုစားရမယ့်ထံရတွေရှိနေလားကိုရဲ့ reflex တွေကိုတတိထားမိလားလို့ညွှန်ပြနေတဲ့ကက်ဖြစ်ပါတယ်အခုလောလောဆယ်မှာတော့မိမိရဲ့ twin flame ရဲ့ကြားထဲမှာဝေးကွာနေရတယ်ဆိုရင်ဒါဟာဘသူရဲ့အမှားမှမဟုတ်ဘူးကိုရဲ့ reflex တွေကို healing လုပ်ဖို့အချိန်ပေးနေတယ်ဆိုတာကိုညွှန်ပြနေတဲ့ကက်လို့ယူဆပါတယ်ကိုရဲ့ twin flame ဘက်ကလည်းဒီလိုပဲသူ့ရဲ့ reflex တွေကိုတူကြည့်ရမယ်ဒါနှစ်ယောက်ကြားထဲမှာဟာသူကတော့မကောင်းတဲ့အရာတွေအများကြီးရှိရဆိုတယောက်နဲ့တယောက်လက်ညှိုးထိုးနေကြတဲ့အတွက်ကြောင့်မလို့နှစ်ယောက်ကဝေးကွာသွားခဲ့ရတယ်ဒါလေးအနည်းရဲ့ twin flame video ထဲမှာပြောပြထားခဲ့တယ်လို့ပဲပေါ့နော် twin flame relationship တွေမှာကကိုတစ်ဖက်လူကိုအရင်နားလေအောင်လုပ်စေချင်တဲ့စိတ်တွေများနေလို့ရှိရင်နှစ်ယောက်ကဝေးကွာသွားတဲ့ကြတယ်တကယ်ကတော့ twin flame တွေကတယောက်နဲ့တယောက်နားလေပြီးတော့တယောက်နဲ့တယောက်ပါရမီဖြည့်ပေးရမှာဖြစ်တယ်
သူနဲ့ဆက်လျင်းပြီးတော့မှပေါ်လာတဲ့ကိုယ့်ရဲ့စိတ်တရားတွေ trigger တွေကိုသူ့ကြောင့်ဖြစ်တယ်လို့မတွေးဘဲနဲ့ငါမှငကိုကလေးရရှိနေတဲ့စိတ်တရားတွေကိုသူကငါကုစားနိုင်အောင်လို့ညွှန်ပြပေးလိုက်တာပါလားနှိုးချပေးလိုက်တာပါလားဆိုတဲ့စိတ်ကလေးကိုထားပေးရမှာဖြစ်ပါတယ်အဲ့တော့ the science ပေါ့နော် science တွေကိုကြည့်ပါဒီ science တွေကနှစ်ယောက်ဝေးကွာသွားခဲ့ရတယ်ဆိုတာကိုပဲအရင် focus မထားဘဲနဲ့နှစ်ယောက်ကအဆင်မပြေတော့ဘူးဆိုတာကိုပဲအရင် focus မထားဘဲနဲ့ငါကိုငါ heal လုပ်ရမှာတွေဘာတွေရှိလဲငါရဲ့ကိုပြင်ရမယ့်အချက်တွေကဘာတွေရှိလဲငါရဲ့မကောင်းတဲ့အကျင့်လေးတွေဘာတွေဖြစ်လာလဲဘာတွေပေါ်လာလဲငါပြောင်းလဲရမှာတွေကဘာတွေလဲဆိုတာတွေကိုတွေ့အောင်ရှာပါဆိုတာကိုညွှန်ပြနေတဲ့ကတ်ကလေးဖြစ်ပါတယ်အဲ့တော့အနေတို့အခုဆက်လက်ပြီးတော့မှ translate နဲ့ translate ကမိမိကိုပြောစီ translate နဲ့ကိုနဲ့ဂျားထဲမှာရှိနေတဲ့ connection ကို tarot ကလေးတွေနဲ့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါနော်โอเคအဲ့တော့ပထမဆုံးအနေနဲ့ကအန်တို့ကြားလာတဲ့ကတ်က Queen of Wands ဒီ Queen of Wands ကမိမိကိုကိုစားပြုနေတဲ့ကတ်ကလေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ relationship ထဲမှာတော့ feminine energy ပို့ပြီးတော့လွှမ်းမိုးမှုကိုတွေ့ရတယ်အဲ့တော့ feminine ပေါ့ဒီ relationship ထဲမှာ feminine ဆိုတော့ဒါအန်တို့ feminine ကအမျိုးသမီးလို့ပဲနာမည်တုံးလိုက်မယ်ပေါ့နော်ဒါတော့ feminine energy ကgender နဲ့တော့မသက်ဆိုင်ဘူးပေါ့နော်ဒါပေမဲ့ဒါပါတော့အနေတို့ဒီကနေ့မှာတော့အမျိုးသမီးလို့ပဲသုံးလိုက်ပါမယ်ဆိုတော့ဒီ relationship တွေမှာရှိနေတဲ့အမျိုးသမီးကဆိုလို့ရှိရင်တော့ပို့ပြီးတော့လွှမ်းမိုးမှုရှိနေရကိုတွေ့ရတယ်ဒီအမျိုးသမီးကဒီ relationship ကိုနည်းနည်းလေးသူကိုယ်တိုင်တော့မသိပဲနဲ့ချုပ်ချယ်မိတာထိန်းချုပ်ချင်မိတာသူ့ရဲ့ control အောက်မှာရောက်စေခြင်းနဲ့စိတ်မျိုးလေးတွေရှိတာလေးကိုတွေ့ရပါတယ်အဲ့လိုသူ့ရဲ့ပေါ့နော်ချုပ်ချယ်မိတာထိန်းချုပ်မိတာလေးတွေကလည်းတကယ်ကတော့မကောင်းတဲ့အရွယ်ချက်ကြောင့်တော့မဟုတ်နေပါဘူးတဲ့သူကကောင်းစေခြင်းနဲ့ပြီးတော့ဒီ relationship တွေမှာ feminine ကပို့ပြီးတော့ smart ဖြစ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပို့ပြီးတော့ဉာဏ်ရည်ထက်မြက်တယ်ပို့ပြီးတော့ဒီလူတဘာဝအကြောင်းတွေကိုသိမယ်စီးပွားရေးပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာမှာလည်းပို့ပြီးတော့မှ masculine ထက်ပေါ့နော်အမျိုးသားထက်တာလွန်နေတာပိုတော်နေတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်နေပြီအဲ့လိုမျိုး Queen of Wands ကသူကပိုတည်တဲ့အတွက်ကြောင့်မလို့ဘယ်ဟာလို့ရေအဆင်ပြေတယ်ဆိုတာကိုတစ်ဖက်က masculine ကိုသူမှပြောပြခြင်းနဲ့စိတ်ဆက်နာမျိုးလေးရှိတယ်ဒါလေးလုပ်ပါလို့သူကပြောချင်တယ်ပိုကောင်းတဲ့သူဖြစ်လာအောင်လမ်းညွှန်ပေးချင်တာပေါ့နော်ဒါပေမဲ့အဲ့ဒီလမ်းညွှန်မှုတွေကဆိုရင်တစ်ဖက်က masculine တက်ကြတော့ဘယ်လိုခံစားလိုက်ရလဲဆိုတော့သူ့ကိုချုပ်ချယ်တယ်ချုပ်ကင်တယ်သူ့ရဲ့ဘဝတွေကိုဝင်လာပြီးတော့မှပေါ့နော်သူ့ကိုချဲလဲခြင်းနဲ့ဆိုရဲစိတ်မျိုးနဲ့စိတ်ကျဉ်ကျက်လာတာမွန်းကျက်လာတာဖြစ်လာတယ်နောက်တစ်ခုကတော့သူ့အတွက်ကတိမ်ငယ်တယ်ဆိုရဲခံစားချက်မျိုးဖြစ်လာစေတာကိုလည်းတွေ့ရတယ်ကိုကတော့သူ့ကိုတိမ်ငယ်စေခြင်းနဲ့စိတ်မျိုးနဲ့မဟုတ်ဘူးပေါ့နော်ဒါ feminine တွေကတော့မျိုးသမီးတွေကတော့တိမ်ငယ်စေခြင်းနဲ့စိတ်မျိုးနဲ့တော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီသူတို့ရဲ့လှုပ်လိုက်မိတဲ့အရာလေးတွေအမှတ်မထင်ပေါ့နော်ပြောလိုက်မိတဲ့စကားလေးတွေကတစ်ဖက်ကအမျိုးသားကိုတိမ်ငယ်သွားစေတယ်သူတို့ကိုတိမ်သွားအောင်ခံစားရစေတယ်ဒါကြောင့်မလို့သူတို့ကကိုယ့်ရဲ့အဝေးကိုထွက်ပြေးခြင်းနဲ့စိတ်မျိုးလေးတွေဖြစ်လာတယ်အမျိုးသမီးရဲ့အဝေးကိုထွက်ပြေးချင်လာတယ်နည်းနည်းလေး distant ဖြစ်လာတယ်နောက်တစ်ခါကျတော့သူကအရင် trigger ဖြစ်လာလိမ့်မယ်ကိုကဘာလေးပဲပြောလိုက်ပေါ့အဲ့ဒီအရာလေးကိုကောင်းစီချင်လို့ပြောတာလေးကိုလည်း तू ကလက်မခံနိုင်ဘူးဒေါသတွေထွက်လိမ့်မယ်เนาะအရင် trigger ဖြစ်ပြီးတော့သူ့ကိုအရင်ထိကြိုက်သွားစေတာပေါ့เนาะမရည်ရွယ်ပဲနဲ့ तू ကအရင်ခံစားသွားရတာအရင်သူ့ရဲ့စိတ်တွေကဒေါသတွေထွက်သွားတာမျိုးတွေဖြစ်နေတဲ့ကာလမျိုးအနေနဲ့တော့တွေ့ရပါတယ်အဲ့တော့ဒီအမျိုးသား masculine ကိုစားပြုတဲ့ကက်ကလေးတွေမှာဆိုလို့ရှိရင်လည်းအမျိုးသားကအဝေးကိုထွက်ပြေးကျင်နေတဲ့သဘောလေးကိုတွေ့ရတယ်သူကိုယ်တိုင်မသိစိတ်ရတယ်လက်ခံထားတယ်ဒီအမျိုးသမီးကငါ့ထပ်ပို့ပြီးတော့တော်တယ်ဒီအမျိုးသမီးကအဆက်ဆက်အရာငါထပ်ပို့ပြီးတော့လေညံရည်လဲထက်မြက်မဲငွေကြေးပိုင်းဆိုင်ရာအလုပ်ကိုင်ပိုင်းဆိုင်ရာယာတု contract ပိုင်းဆိုင်ရာပို့ကြီးတာလေဖြစ်ကောင်းဖြစ်လိမ့်မယ်။နောက်စိတ်ပိုင်းဆိုင်ရာမှာကိုထပ်ပို့ပြီးတော့ growth ဖြစ်နေရပါတော့။မနားလည်မှုပို့ရှိတယ်။ပို့ပြီးတော့စဉ်းစားတွေးခေါ်နိုင်တဲ့ညံရည်မြင့်မားတယ်။ဆိုရာရီသူကိုယ်တိုင်လည်းတည်ထားတယ်ဒီမျိုးသားသူကိုယ်တိုင်လည်းလက်ခံထားတယ်။ဒါပေမဲ့သူကအပြေကိုထုတ်မပြောချင်ဘူး။အတွင်းထဲမှာသူတည်တယ်ဒါပေမဲ့နင်ကငါထပ်ပို့တော်တယ်ဆိုတဲ့စကားလုံးမျိုးကိုပေါ့နော်။သူ့ရဲ့အတ္တအကြောင်းမလို့သူ့ရဲ့အတွင်းထဲမှာရှိနေတဲ့ trauma ကြောင့်မလို့ तू ကထုတ်မပြောနိုင်ဘူးအဲ့ဒါကြောင့်မလို့ तू ကကိုယ့်ရဲ့အဝေးကိုထွက်သွားပြီးတော့သူ့ကိုယ်သူပူကောင်းတဲ့သူဖြစ်လာခြင်းနဲ့စိတ်မျိုးတွေပြင်းပြနေတယ်ခုလောလောဆယ်မှာတော့ तू က love hate relationship မျိုးအနေနဲ့ပြတယ်
ကိုလေးလေးလေးစားတဲ့ချစ်တဲ့တစ်ဖက်ကနေပြီးတော့သူ့ကိုတိမ်ငင်အောင်လုပ်နေတဲ့ခက်စားချက်တွေကိုလည်းမကြိုက်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အနားမှာလည်းမနေချင်ဘူးကိုပေးတဲ့အကြံဉာဏ်တွေလည်းကောင်းမှန်းတိတိရတာနဲ့မလိုချင်ဘူးဆိုတဲ့ပုံစံမျိုးလေးတွေဖြစ်နေတာလေးတွေကိုတော့ပြနေတယ်ဒီမှာဆိုရင်အန်ရိုက9 of cups ဆိုတော့ MTech ကောင်းတဲ့ကပ်ပေါ့နော်နှစ်ယောက်ရဲ့ energy ကတော့အခုလောလောဆယ်ဒီလိုဖြစ်နေရဆိုပေမဲ့နှစ်ယောက်ပေါင်းကိုကြည့်တဲ့အခါမှာ9 of cups ဆိုတော့ union ရှိတယ်လို့ပြတာပါတယောက်နဲ့တယောက်ကပို့ပြီးတော့နားလေသွားလိမ့်မယ်ဒီရှေ့မှာပြောတဲ့ကပ်ကလေးလိုပဲပေါ့နော်ကိုဒါပြန်ကြည့်ပါကိုရဲ့ science ကိုပြန်ကြည့်ပါငါကိုရိုင်းတော့မသိပဲနဲ့ငါ reflect ဖြစ်နေပြီလားတစ်ဖက်သူပဲ reflect ဖြစ်နေလားဆိုတာကိုအနေတို့အရင်မကြည့်ပဲတယ်ပေါ့နော်ငါကိုရိုင်းကရောဒီ relationship ကြီးထဲမှာ reflect ကြီးဖြစ်နေမိရလားငါကိုရိုင်းကိုပြောင်းလဲရမှာရှိနေလားဆိုတာကိုကြည့်နိုင်ခဲ့မယ်ဆိုရင်တော့နှစ်ယောက်ရဲ့ကြားထဲမှာတယောက်ကိုတယောက်ပို့ပြီးတော့နားလည်မှုရှိလာမယ်တယောက်ကိုပါရမီဖြည့်ပေးတဲ့နေရာတွေမှာပို့ပြီးဖြည့်ပေးလာနိုင်မယ်ဆိုတာလေးတွေကို9 of cups နဲ့ကိုစားပြုတယ်ပေါ့နော်ဒါကြောင့်မို့အနေကတော့ group 1ကိုကြည့်တဲ့အခါမှာseparation ကလာအခုလောလောဆယ်ဖြစ်နေတယ်ဆိုရင်တောင်မှပဲပြန်လဲဆုံစည်းရဖို့ရာခိုင်နှုန်းတွေအများကြီးရှိနေတာကိုတွေ့ရတယ်။တယောက်နဲ့တယောက် short ရမှာတွေတော့ရှိတယ်။အထူးသဖြင့် feminine ကဘာလို့ short ရမလဲ။ဆိုတော့သူ့ကောင်းစေချက်လို့အတင်းလုံးယူတဲ့ခြင်းနဲ့ကိုယ့်ရဲ့စိတ်ဆန္ဒတွေကိုနည်းနည်း short လိုက်ပါเนาะတချို့လူတွေကကိုပြောတိုင်းလေးရချင်မှရတာလူဆိုတာကိုယ့်ရဲ့ခရီးကိုရှောက်ရတာအဲ့တော့ကိုကတော့သိထားတယ်မြင်ထားတယ်ဒီຢာတွေကိုဖြတ်ကျော်ခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်အကြံဉာဏ်ကောင်းတွေပြန်ပေးခြင်းတယ်ဒါပေမဲ့တချို့လူတွေကပေးလို့မရဘူးကိုလန်းကိုရှောက်ရမယ်အထူးသဖြင့် masculine တွေကိုဆိုလို့ရှိရင်သူတို့ကိုဥဆောင်ခွင့်ပေးလိုက်ပါเนาะတချို့အရာတွေမှာ let go လုပ်လိုက်ပါမိမိကို focus ပြန်ထားပါ masculine တွေအနေနဲ့ကလည်းတချို့အရာကိုလက်ခံဖို့အရင်မခက်ခဲဖို့လိုတယ်ဒါသူတို့ hate လုပ်ရမယ့်အရာပေါ့နော်ဒီမျိုးသမီးကတော့ငါအတွက်ဥဆောင်ပေးနိုင်တယ်ဥဆောင်ပေးတယ်ဆိုတာဒါလမ်းပြပေးနိုင်တဲ့အမျိုးသမီးဖြစ်တယ်ဒါကြောင့်ငါဒီသူ့ရဲ့စကားလေးတွေကိုနားထောင်လိုက်တယ်ဆိုတာကငါ့ကိုအောက်ကျသွားစေတာမဟုတ်ဘူးဆိုရဲသူ့ရဲ့တိမ်ငယ်တဲ့စိတ်ကိုကိုယ်တိုင်ကုစားပေးရမှာဖြစ်ပါတယ်နော်အဲ့တော့အန်တို့အခုကိုယ့်ရဲ့ traveling ကကိုယ်ပြောစီခြင်းနဲ့ရင်ထဲကစကားရဲ့ကက်ကလေးတွေကိုစာပြီးကြည့်လိုက်ကြရအောင်ပါOkay. ရများသွားပြီတကယ်ပဲဆွဲပါမယ်Okay အဲ့တော့ဒီကလေးတွေကတော့အန်တို့အရှိကကြည့်ခဲ့ရတဲ့ resonate ဖြစ်တယ်လို့အနေနဲ့ခံစားရတယ်ပြောချင်တဲ့စကားလေးတွေကနော်ဒီ tag ရဲ့အောက်ဆုံးမှာကျတော့ my life is not as together as it seems ဆိုတော့ဒါကိုရဲ့ traffic ကိုပြောချင်နေတယ်ဆိုတော့ငါရဲ့ဘဝကိုသူ့ရဲ့ဘဝသူလောလောဆယ်အရင်ကျင်းတဲ့အားရမှုအပြည့်မရှိသေးဘူးပေါ့နော်အပြည့်ပိုင်းမှာတော့ဒါကိုရဲ့နောက်ကိုအောက်ကျပြီးကြံနေခဲ့တယ်ဆိုတော့မျိုးမဖြစ်စေချင်လို့သူကအရာရာအားလုံးကိုသူ figure out ဖြစ်ပြီးသားပေါ့နော်သူဘဝကိုဘာဆက်သွားရမယ်ဘာဆက်လုပ်ရမယ်လို့တည်ပြီးသားပုံစံမျိုးဟန်ဆောင်နေရဲဆိုပေမဲ့လည်းတကယ်တော့သူကနောက်ွယ်မှာသူ့ကိုယ်သူပြင်ဆင်ရမှာရှိပြောင်းလဲရမှာရှိနေသေးတယ်အဲ့ဒါတွေရှိနေသေးတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အကြံဉာဏ်ပေးလိုက်တဲ့ဟာတွေကသူ့ကိုသိငယ်သွားစေတယ်လို့ခံစားနေရတာဖြစ်တယ်အဲ့တော့သူကပြောချင်တယ် we need to let each other go ပေါ့နော်အရေးဆုံးတယောက်ကို let go လုပ်ဖို့အတွက်လိုအပ်နေတယ်တဲ့ဒီချိန်ကတယောက်ကိုတယောက် let go ခဏလုပ်ပေးဖို့အချိန်ပါနော် union စစ်မှန်တဲ့ union ပြန်ဖြစ်ဖို့စစ်မှန်တဲ့ပေါင်းစည်းမှုရဖို့အတွက်တစ်ခါတလေမှာအနေတို့ကခဏလေးလမ်းခွဲလိုက်ရတာမျိုးလေးတွေလည်းရှိတတ်တယ်အဲ့တော့ဒီချိန်မှာတော့ကိုယ့်ရဲ့ masculine ကိုသူ့ကိုယ်သူ walking on လုပ်ခွင့်ပေးခဲ့လိုက်ပါပေါ့နော်သူ့ကိုယ်သူအတွက်ကိုအချိန်လေးခဏပြင်ဆင်ဖို့အချိန်လေးပေးလိုက်ပါပြီးတော့ I love you before you could leave me ပေါ့ဒါလည်းအနေသူ့ရဲ့စိတ်ကိုခန်းစားမိတယ်ပေါ့နော်ကိုထားခဲ့မှာဆိုလို့ तू ကအရင်ထွက်သွားလိုက်တယ်ပေါ့ဆိုတော့တိမ်ငယ်တဲ့စိတ်ဆိုတာအမှန်ကြောက်ဖို့ကောင်းတဲ့အရာတစ်ခုပါအဲ့တိမ်ငယ်တဲ့စိတ်ကို heal မလုပ်နိုင်ဘူးဆိုရင် relationship တွေမှာဘလို့မှစစ်မှန်တဲ့ပေါင်းစည်းမှုမရနိုင်ဘူးဒီမှာလေတကယ်တော့ကိုကသူ့ကိုချစ်လို့လုပ်ပေးနေတဲ့အရာတွေကို तू ကစိုးမိုးတယ်ချုပ်ချယ်တယ်ကိုကို तू ကတိမ်ငယ်အောင်လှုပ်ဆောင်တယ်လို့မြင်ပြီးတဲ့အချိန်မှာငါမကောင်းဘူးငါမလုပ်နိုင်ဘူးငါမပြေးစုံဘူးဆိုတာသိသွားရင်ငါ့ကိုထားသွားပါပဲဆိုတဲ့စိတ်ကြောင့် trigger ဖြစ်ပြီးတော့ကိုနဲ့ဝေးမှာသွားနေတာကိုထွက်ထားခဲ့တာမျိုးเนาะကိုစီကနေထွက်သွားတာမျိုးအဲ့ဒါမျိုးလုပ်နေရလို့တွေ့တယ် I feel you leaving me behind ပေါ့เนาะသူ့ရဲ့စိတ်ထဲမှာခံစားနေရတာကိုကသူ့ကိုထားသွားတော့မယ်ဆိုတာမျိုးသူကခံစားနေရတယ်เนาะကိုဒီ masculine ရဲ့စိတ်ထဲမှာ feminine ကသူ့ကိုထားသွားတော့မယ်ဆိုတဲ့ခံစားချက်တွေကိုအရင်ရတဲ့အတွက်ကြောင့်မို့လို့သူကရင်ထားသွားတဲ့သဘောမျိုးပြတယ်နော်ဒါကိုကြည့်ကြရဖြစ်အနေတို့သူ့ရဲ့စိတ်ကဘလောက်တောင် heal လုပ်ဖို့လိုနေသလဲဆိုတာကိုသိနိုင်ပါတယ်အဲ့တော့ခါကျတော့
ကိုရိုင်းကလည်းဒါအနေလို့ရှိမှကြားထားတဲ့ကတ်လိုပဲပေါ့နော်ကိုကလည်းကိုရိုင်းတော့မသိပဲနဲ့သူ့ပေါ်မှာလုပ်ခဲ့ပြီးတဲ့အရာတွေကိုရဲ့ reflect တွေလည်းရှိကောင်းရှိနိုင်မယ်အဲ့ဒါတွေကိုတယောက်နဲ့တယောက် hail လုပ်ခဲ့တဲ့အခါမှာဆိုလို့ရှိရင်တော့အနေလို့ရှိမှကြားထားတဲ့ကတ်ကလေးတိုင်းပါပဲเนาะ9 cap ဆိုတဲ့ union လေးဖြစ်နိုင်မှာပါတဲ့ဒါကတော့ group run နဲ့ reading လေးဖြစ်ပါတယ် reading လေးကအကူအညီဖြစ်မယ်လို့လည်းအနေအယုံကြည်ပါတယ်ဒီနေ့ reading ကတော့ feminine POV ကနေအနေလို့ကြည့်ခဲ့တာပေါ့နော်ဆိုတော့ twin flame journey မှာ feminine energy ကိုစားပြုနေတဲ့သူတွေရဲ့ဘက်ကနေပြီးတော့ဖတ်ခဲ့တာဖြစ်ပါတယ်So group 1 so family များအားလုံးလည်းပဲစစ်မှန်တဲ့ twin flame journey မှာစစ်မှန်တဲ့ပေါင်းစည်းမှုနဲ့စစ်မှန်တဲ့ပေါင်းစည်းမှု union ရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အနေတို့နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်နော်ကျေးဇူးတင်ပါတယ် Group 2 so family များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့အနေကမိမိနဲ့မိမိရဲ့ twin flame ကြားမှာရှိနေတဲ့ connection twin flame ရဲ့ energy မိမိရဲ့ energy နဲ့မိမိရဲ့ twin flame ကသူ့ရဲ့မသိစိတ်ထဲမှာရှိရဲ့မိမိကိုပြောချင်နေတဲ့ message လေးတွေကိုဖတ်ပေးသွားမှာဖြစ်ပါတယ်เนาะအရေးဦးဆုံးအနေတို့နှစ်ယောက်ရဲ့ကြားမှာရှိနေတဲ့ energy connection ကိုစာပြီးတော့ကြည့်လိုက်ကြပါမယ် Okay အဲ့တော့ playfulness ပေါ့နော်အနေရောဒီကက်လေးကိုကြားလာတဲ့ so family တွေက twin flame journey မှာဆိုလို့ရှိရင်တယောက်နဲ့တယောက်ကြားထဲမှာတယောက်ကိုတယောက်လေ့လာနေကြတဲ့အချိန် playfulness ဆိုတော့အရေး serious ဖြစ်နေရမျိုးမဟုတ်နေပဲနဲ့တယောက်နဲ့တယောက်ပေါ့ပေါ့ပါကိုလေ့လာနေကြတယ်နောက်တော့ playfulness နဲ့အတူပါလာတဲ့ message ကကျတော့ commitment ပေးဖို့ကိုတယောက်နဲ့တယောက်ကနည်းနည်းလေးစောင့်ကြည့်နေကြတဲ့အနေအထားမျိုးလေးလို့ခံစားရတယ်ဒီကက်လေးကိုရလာတဲ့ so family များက resonate ဖြစ်တယ်ဆိုလို့ရှိရင်စနာထောင်မှာ resonate မဖြစ်ဘူးဆိုလို့ရှိရင်အနေတို့တွေနောက်ထပ် group တွေကိုပြန်ပြီးရွေးချယ်လို့ရတယ်ပေါ့နော်ဆိုတော့အနေတို့ဒီ group ကိုကြားလာတဲ့ so family များအတွက်ကအခုလောလောဆယ်မှာ twin flame နဲ့ကိုယ်နဲ့ကြားထဲမှာရှိနေတာ commitment အပြည့်မပေးနိုင်တဲ့ဒီဖြစ်ရှင်းရမယ့်အရာ commitment အပြည့်မပေးနိုင်တဲ့အရာလို့အနေကတော့ယူဆတယ် playfulness တယောက်နဲ့တယောက်ကစိတ်တော့ရှိတယ်ဒါပေမဲ့တယောက်ကိုတယောက်အနေတို့အတိအကျရေးဖွင့်မပြောတာတွေလည်းဖြစ်ကောင်းဖြစ်နိုင်မယ်တယောက်ကရှေ့ကိုခြေလဲတိုးလာပြီးဆိုရင်နောက်တစ်ယောက်ကနောက်ကိုပြန်ဆုပ်သွားတာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်เนาะဒီလိုမျိုးလေးဖြစ်တာကိုလည်းတွေ့ရတယ်နောက်တစ်ခုကတော့စိတ်ကိုပေါ့ပါထားပါဆိုတဲ့ message လေးလည်းတွေ့ရတယ်ဒီ twin flame journey ကြီးအပေါ်မှာပဲစိတ်ရောကိုယ်ပါနှိမ့်မထားပဲနဲ့ပေါ့เนาะပေါ့ပါလေးပဲဒါလေးကိုမြင်လိုက်ပါပေါ့အော်ဒါလေးကငါဘဝတစ်ခုလုံးမဟုတ်ဘူးငါရဲ့ဘဝရဲ့အစိတ်ပိုင်းလေးတစ်ခုပဲလို့တွေးလိုက်ပြီးတဲ့အခါမှာကိုယ့်ရဲ့နှလုံးသားလေးကိုပေါ့ပါလေးထားပါဆိုတဲ့ message လေးလည်းတွေ့ရပါတယ်နှလုံးသားလေးကိုပေါ့ပါလေးထားမယ်ဆိုရင်ဒီကိုရီနှစ်ယောက်ကြားရ connection လေးတစ်ခုကပို့ပြီးတော့ကောင်းလာနိုင်မယ်နောက်တစ်ခုကတယောက်နဲ့တယောက် commitment မပေးနိုင်သေးတဲ့အရာလေးကလည်းနှစ်ယောက်ကကိုhealing လုပ်ရမယ့်အရာလေးဖြစ်တယ်ဆိုတာလေးကိုလည်းတွေ့ရပါတယ်ပေါ့နော်အဲ့တော့အနေတို့တွေပို့ပြီးတော့တည်ကြသွားအောင် tarot ကလေးတွေဆွဲကြည့်မယ်သူ့ရဲ့ energy ကိုယ့်ရဲ့ energy နှစ်ယောက်ကြားထဲမှာရှိနေတဲ့ energy ကလေးတွေဆွဲကြည့်လိုက်ကြရအောင်ပါဒီပေါ်တော့ဘာရဲ့ပြောလာအောင်မယ်နော် Okay အဲ့တော့ဒီ tarot ကလေးကြည့်လိုက်တဲ့အခါမှာတော့ဒီ group ရဲ့ situations ကိုနည်းနည်းလေးပို့ပြီးတော့မှပုံပေါ်လာတာလေးကိုတွေ့ရတယ်ပေါ့နော်ဒါလေးကတော့ကိုယ့်ရဲ့ energy ပေါ့ page of wands ရဲ့သဘောတရားကလည်း playfulness and lightness ကိုသူကကိုစားပြုရပေါ့နော်တခုခုကိုစတင်ဖို့အစပြိုးဖို့အတွက်တော့ရှိနေတယ်ဒါပေမဲ့လည်း resource အလုံးလောက်မရှိသေးဘူးပြောရတော့အစင်းနဲ့မဖြစ်သေးဘူးဒါပေမဲ့တခုခုအစပြိုးချင်နေတဲ့စိတ်မျိုးလေးရှိရယ်နှလုံးသားလေးထဲမှာပေါ့ပါနေတယ်ပေါ့ပါလေးပဲကိုenergy ကိုစားပြုနေတယ်ပေါ့နော်ဒါမိမိကိုကိုစားပြုရကပ်မှာ future one ဆိုတော့မိမိကဒီ relationship လေးအပေါ်မှာတော့စိတ်ဝင်စားမှုရှိရယ်စိတ်လှုပ်ရှားမှုလေးတွေတော့ရှိနေမယ်ဒါပေမဲ့လည်း relationship ကြီးတစ်ခုကိုတိစောက်မယ်ဆိုရဲအပေါ်မှာတော့ကိုယ်မှနည်းနည်းလေး trigger ရှိနေတာလေးကိုတွေ့ရတယ်သူကယုံရတဲ့သူဟုတ်ပါမလားဒီ relationship ကရောငါထင်ထားသလိုမျိုး happy ending ဖြစ်ပါမလားဆိုတာတွေပေါ့နော်ဒီလိုအရာတွေအပေါ်မှာမိမိကစဉ်းစားနေတာဒီလိုအရာတွေအပေါ်မှာပူပန်နေတာမျိုးလေးတွေကိုတော့တွေ့ရတယ်သူဘက်ကတော့ H of Cups ဆိုတော့အရင်
ကိုကောင်းတဲ့ gap ကလေးပေါ့နော် each of gaps ကအန်ဒီတို့အတွက်စစ်မှန်တဲ့ခံစားချက်တွေဆိုတော့ကိုယ့်ရဲ့ twin flame ကတော့ကိုယ့်ပေါ်မှာစစ်မှန်တဲ့ခံစားချက်တွေရှိတာကိုတွေ့ရတယ်ဒီ energy ကိုဖတ်တဲ့အခါမှာတော့ feminine ကတော့နည်းနည်းလေးထွက်ပြေးနေတဲ့သဘောလေးကိုတွေ့ရတယ်ပေါ့များသောအားဖြင့် masculine တွေကသူတို့ကထွက်ပြေးတတာလी feminine တွေကကြတော့အဲ့လိုပေါ့လိုက်တယ်လို့များတတ်တယ်ဒီအန်ဒီတို့ရဲ့ twin flame journey မှာဆိုရင်ဒါပေမဲ့ဒီကက်လေးကိုကြည့်တဲ့အခါမှာတော့ masculine ကပို့ပြီးတော့ sure ဖြစ်နေတာကိုတွေ့ရတယ် masculine ကဒီ relationship နဲ့ပတ်သက်ပြီးတော့သူ့ရဲ့စိတ်ထဲမှာပျော်ရွှင်နေတေးချတယ်ငါဒီ relationship နဲ့ပေါ့နော်တိဆောက်ချင်တယ်ဆိုတဲ့စိတ်မျိုးလေးသူက feminine ထက်စာရင်နည်းနည်းလေးပို့ပြီးတော့များနေတာလေးကိုတွေ့ရတယ်သူကပေးချင်တာအများကြီးရှိရယ်ဘလို့ပေးရမယ်မသိတဲ့ပြဿနာလေးတစ်ခုတော့ရှိရယ်သူ့မှာလည်းနည်းနည်းတော့စိတ်ပူပန်မှုလေးရှိတယ်ချစ်ချင်းမြတ်တာဆိုတာတစ်ခါလေအရင်ဖြစ်စီတာကိုယ့်ရဲ့ဘဝတစ်ခုလုံးဖြစ်နေတာလည်းမဟုတ်ဘူးလေနော်ကိုယ့်ရဲ့ဘဝရဲ့အစိတ်ပိုင်းလေးတစ်ခုပဲကိုယ့်ရဲ့စိတ်ကလေးတွေကိုပေါ့ပါပျော်ရွှင်သွားစေတာမျိုးကလည်းချစ်ချင်းမြတ်တာဖြစ်ပါတယ်အဲ့တော့အနေတို့ကအခုကိုယ့်ရဲ့ traveling ကကိုယ့်ကိုပြောချင်တဲ့စကားလေးတွေကိုကက်ကလေးတွေအနေနဲ့ဆွဲကြည့်လိုက်ကြရအောင်ပါโอเคပါသူပြောချင်တဲ့စကားလေးတွေကလည်းအန်ဒီတို့ resonate ဖြစ်တယ်လို့ထင်ပါတယ်တက်ရဲ့အောက်ဆုံးမှာ I want to tell you how I feel ဆိုတော့သူဘယ်လိုခံစားနေရလဲပြောပြချင်တယ်တဲ့ကလေးတွေကိုက်နေတယ်နော် Ace of Cups တဲ့လေအဲ့ဒီ AR resonate ဖြစ်တယ်လို့ခံစားရတယ်ကိုယ့်ရဲ့ masculine ကိုယ့်ပေါ်မှာခံစားချက်တွေရှိရယ်သူဘယ်လိုမျိုးပေါ့နော်စိတ်ထဲမှာရှိနေလဲဆိုတာလေကိုယ့်အများကြီးပြောပြချင်တာလေးလည်းရှိရယ်နောက်တစ်ခုကကျတော့ဒီမှာအနေမျက်စိထဲမှာမြင်တဲ့ကလေး I love you ဆိုတဲ့ကလေးပေါ့နော်ဆိုတော့ကိုယ့်ပေါ်မှာအရင်ချစ်ချင်းမြတ်တာရှိနေတယ်ဆိုတော့ဒီကလေးနှစ်ခုကအရင်ကိုကိုက်နေတာလေအရင်ကိုလှတဲ့ interpretation လေးဖြစ်နေရပေါ့နော်ဆိုတော့ Ace of Cups ရဲ့ I love you ရဲ့ဒီဟာလေးကိုကြည့်ရုံနဲ့ကိုယ့်ရဲ့ masculine နော်ကိုယ့်ရဲ့ twin flame ကဘာကိုပြောချင်နေလဲဆိုတာတော့ပုံပေါ်နေပြီဒါပေမဲ့ဒီကက်ကလေးက I am becoming a better person ပေါ့ပိုကောင်းတဲ့သူဖြစ်ချင်တယ်ပေါ့နော်ဒါဆိုအခုချိန်မှာအရင်ကြီးသူ serious တစ်ခုခုကိုမဖြစ်ချင်နေသေးပဲနဲ့ပေါ့ပေါ့ပါပါပဲနေချင်တာလေးဖြစ်ကောင်းဖြစ်မယ်ချစ်ချင်းမြတ်တာဆိုတဲ့ခေါင်းစဉ်ကြီးရဲ့အောက်မှာကန့်သက်ခြင်းတွေမထားချင်တာလည်းဖြစ်မယ်။ And already better person ကနှစ်ယောက်စလုံးကိုရည်ညွှန်းနေတယ်လို့ထင်တယ်။မိမိကိုလည်းရည်ညွှန်းတယ် twin flame ကိုလည်းရည်ညွှန်းတယ်ပိုကောင်းတဲ့သူဖြစ်လာခြင်းနဲ့ဒီ relationship တစ်ခုကိုပေါ့နော် commitment ကြီးမပေးခင်အချိန်မှာကိုအတွက်ကိုပြင်ဆင်ခြင်းရဆိုတာမျိုးတွေ့ရတယ်။ I wish I could take back my words ပေါ့။သူပြောခဲ့တဲ့စကားတွေကိုပြန်ယူခြင်းနဲ့ဒီကက်ကလေးကတော့အနေထင်တော့ကိုယ့်ရဲ့ masculine ကကိုယ့်ကိုပြောခဲ့ဖို့တဲ့စကားတွေထဲမှာသူနောင်တရနေရလဲပါလိမ့်မယ်အဲ့ဒါကတော့သူ့ကိုသူမဖော်ပြနိုင်ခဲ့တာတွေလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်။မရင်ထဲကရှိတာတမျိုးအပြင်မှာပြောမိတာစကားတမျိုးလည်းဖြစ်ကောင်းဖြစ်မယ်။ဒီကက်လေးကလည်းနှစ်ယောက်စလုံးကိုကိုစားပြုနေရလို့ခံစားရတယ်။တယောက်နဲ့တယောက်စကားတွေပြောပြခဲ့ကြတယ်။ဒါပေမဲ့ရင်ထဲမှာအမှန်တကယ်ရှိတဲ့အရာတွေကိုကြတော့မပြောပြပဲတိုးဝက်ထားဖြစ်တာမျိုးတွေလည်းရှိမယ်။အဲ့ဒါတွေကြောင့်မလို့ပေါ့နော်။ဒါပေမဲ့အနေကတော့ခံစားရတယ်။ပြောခဲ့တဲ့စကားတွေကိုငါပြန်ယူပြီးတော့မှရင်ထဲမှာရှိတဲ့အမှန်တကယ်ပြောချင်တဲ့စကားတွေကိုပြောပြချင်တယ်လို့ခံစားရပါတယ်ပေါ့နော်ဆိုတော့ဒါကတော့ group 2ရဲ့ reading လေးဖြစ်ပါတယ်ဒီ reading လေးကတော့အနေကပို့ပြီးတော့ပေါ့ပါတယ်လို့ခံစားရတယ်เนาะ playfulness ဆိုတဲ့ကတ်နဲ့ပဲစထားတာဆိုတော့ပေါ့ပပပဲ light ဖြစ်နေတယ်အဲ့တော့အခု group လေးကိုနားထောင်နေတဲ့ so family ထဲမှာ twin flame နဲ့ပတ်သက်လို့စိတ်တွေလေးလန့်နေတဲ့သူတွေရှင်အဲ့ဒါကိုလွတ်ချလိုက်ပါပေါ့ပလေးပဲဒါကြီးကဘဝတစ်ခုလုံးမဟုတ်ဘူးဘဝရဲ့စိတ်ပိုင်းတေးသေးလေးတစ်ခုပဲအဲ့ဒီစိတ်ပိုင်းတေးသေးလေးကလည်းကိုယ်စိတ်တော့ကရအောင်ပင်ပန်းအောင်လုပ်ရမှာမျိုးမဟုတ်ဘဲနဲ့ကိုပျော်ရွှင်စေဖို့ပေါ့ပါစေဖို့ကိုယ့်ရဲ့နှလုံးသားလေးကိုဖွင့်ပေးဖို့အတွက်ဖြစ်တယ်လို့စိတ်ကလေးကိုထားကြည့်လိုက်ပါနော်ဆိုတော့ group 2ရဲ့ so family များအားလုံးလည်းဒီနေ့ reading လေးကကိုယ့်အတွက်အထောက်အကူလေးဖြစ်သွားစေမယ်လို့အများကြီးယုံကြည်ပါတယ်အဲ့တော့အနေတို့တွေနောက်ထပ် video လေးမှာပြန်တွေ့ကြပါမယ်နော်ကျေးဇူးများတင်ပါတယ်ရှင်Group 3 Rose Quest Tower လေးကိုရွေးထားတဲ့ so family များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ video လေးမှာတော့အနေကမိမိနဲ့မိမိရဲ့ twin flame ကြားထဲမှာရှိနေတဲ့ energy connection ရဲ့ကိုယ့်ရဲ့ energy twin flame ရဲ့ energy နဲ့ twin flame ရသူ့ရဲ့မသိစိတ်ထဲမှာမိမိကိုပြောပြချင်တဲ့ခံစားချက်တွေအကြောင်းကိုဒီနေ့ reading မှာဖတ်သွားကြမှာဖြစ်ပါတယ်ဆိုတော့အနေတို့နှစ်ယောက်ကြားကပေါ့နော်ဒီ twin flame connection ရဲ့ energy ကိုစာပြီးကြည့်လိုက်ကြရအောင်ပါOkay အဲ့တော့ကလေးတော့ reconciliations ပေါ့
ပြန်လဲပေါင်းစုံခြင်း reunion ကိုပြရတယ်ကိုစားပြုကက်ကလေးဖြစ်နေတယ်တယောက်ကကိုယ့်ရဲ့ဘဝတွေကိုပြန်ဝင်လာပါလိမ့်မယ်ဆိုတော့ group 3ကိုရွေးချယ်ထားတဲ့ soul family ထဲမှာ triplet union ကိုမျှော်လင့်နေတဲ့သူတွေရှိတယ်ဆိုရတော့ဒါတင်းကောင်းကြားရတော့မယ်ကက်ကလေးလိုအနေခက်စားနေရပါတယ်ပေါ့နော်ဆိုတော့အနေတို့အခု tarot ကက်ကလေးတွေနဲ့အသေးစိတ်ကလေးဆွဲကြည့်ရအောင် tarot ကလေးတွေကတော့မိမိရဲ့ energy triplet ရဲ့ energy တယောက်ချင်းစီကိုကိုစားပြုမှာဖြစ်ပြီးတော့မှနှစ်ယောက်ပေါင်းကိုလည်းအနေတို့ပြန်ကြည့်ကြမယ်ပေါ့နော် okay အဲ့ဒါကဒီဘက်ကိုကြာတာThank you. အဲ့တော့အနေတို့ကြည့်လိုက်ကြအောင်ပါ Okay. ဒီ group 3ကိုဖတ်ရတာဒီအရန်ဝမ်းသာတယ်လို့ပြောရပါမယ်เนาะ group 3ရဲ့ကက်ကဒီပါ two of cups ace of cups ဒါ tarot ကိုနည်းနည်းလေးတိတဲ့ soul family များဆိုလို့ရှိရင်ဒီကက်ဒီလိုပေါင်းပြီးကြလာတာကပေါ့နော်ဘယ်လောက်တောင်မှပျော်ဖို့ကောင်းလဲဆိုတာသိရပဲပေါ့အထူးတစ်ဖြင့်ချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့ reading နေမှာပေါ့နော်ဆိုတော့မိမိကိုစားပြတဲ့ကက်မှာ ace of cups Triplet ကိုစားပြတဲ့ကက်မှာ sorry မိမိကိုစားပြတဲ့ကက်မှာ two of cups နဲ့ triplet ကိုစားပြတဲ့ကက်မှာ ace of cups ဒီတက်ကောင်းတဲ့ reading တော့မရှိနိုင်တော့ဘူးเนาะဒီမှာက reunion ကြထားတယ်အဲ့တော့နေရာမှာပေါင်းစုံကိုအစင်းနေဖြစ်နေပြီပေါ့နော် two of cups ကလည်းဒါပေါင်းစုံခြင်းပဲပေါင်းစုံခြင်းဖြစ်တဲ့အတွက်ကိုယ့်ဘက်ကလည်းသူ့ကိုနားလည်ပေးဖို့အစင်းနေဖြစ်နေပြီလက်ခံဖို့အစင်းနေဖြစ်နေပြီကိုယ့်ရဲ့နှလုံးသား union ဖြစ်ဖို့အစင်းနေဖြစ်နေပြီtraveling journey ရဲ့သဘောတရားကလည်းနှစ်ယောက်ကကိုပြင်ဆင်ရတဲ့ခရီးပါเนาะသူ့အတွက်ပိုကောင်းတဲ့သူဖြစ်အောင်ပြင်ဆင်ရတာမျိုးမဟုတ်ဘူးကိုပိုကောင်းတဲ့သူဖြစ်အောင်ပြင်ဆင်နေရင်းနဲ့ကိုယ့်ရဲ့နှလုံးသားလေးကပို့ပြီးတော့မှရင်ကျက်လာတယ်ပို့ပြီးတော့မြေတာတွေဖြတ်ချက်ပေးနိုင်တယ်ပို့ပြီးတော့ unconditional love နဲ့ချစ်ပေးလာနိုင်တာဖြစ်တယ်traveling ကလည်းတစ်ဖက်မှာကိုယ်နဲ့တူတူလိုက်ပြီးတော့ awakening ဖြစ်နေတာကိုတွေ့ရတယ်ကို healing လုပ်တဲ့မြတ်သူ့ကိုထိရောက်နေတာကိုတွေ့ရတယ်တခါလေးမှာအနေတို့ traveling journey မှာဟာ feminine ကhealing လုပ်လိုက်ရင် masculine ကအလိုလို healing ဖြစ်သွားလိမ့်မယ်ဆိုတဲ့စကားကိုလွယ်လွယ်ပဲပြောတတ်ကြတယ်ဒါပေမဲ့တကယ်တမ်းအဲ့လိုမဖြစ်နေဘူး feminine က healing လုပ်တိုင်းမှာလဲ masculine ကရချင်မှရတယ်အဲ့ဒါ timing တစ်ခု click တစ်ခုကညီသွားမှာပဲရတယ်เนาะအဲ့တော့အခုကတော့အဲ့ဒီ timeline လေးကတယောက်နဲ့တယောက်ကြားထဲမှာညီသွားတဲ့သဘောပြောရရင်တော့ same page ဖြစ်သွားပြီပေါ့နော်တယောက်နဲ့တယောက်ကစမျက်နှာအတူတူပဲဖြစ်နေပြီအဲ့တော့ကို healing လုပ်တဲ့မြတ်သူ့စီကိုရောက်နေတဲ့ကာလပါအဲ့တော့အနေကတော့ group 3 soul family ကိုချစ်တဲ့ချစ်ချင်းမြတ်တာကိုအများကြီးပို့ပေးဖို့တိုက်တွန်းနေကိုပေးတဲ့ချစ်ချင်းမြတ်တာပို့ချစ်လေ traveling ကမိမိကိုပို့ချစ်လေဖြစ်ပါလိမ့်မယ်မိမိကကိုခွင့်လွတ်လေ traveling ကသူ့ကိုယ်သူပို့ပြီးတော့မှပိုကောင်းတဲ့သူတယောက်ဖြစ်လာအောင်တည်ဆောက်နိုင်တာလေးဖြစ်လာလိမ့်မယ်။နှစ်ယောက်ရဲ့ကြားထဲမှာကိုစားပြုကက်က Queen of Pentacles ဖြစ်ပါတယ်ဆိုတော့နှစ်ယောက်က next level ကိုတက်ဖို့အဆင်သင့်ဖြစ်နေပြီပေါ့နော်။နှစ်ယောက်ကနောက်ထပ် chapter အတစ်ခုကိုဖွင့်ဖို့အဆင်သင့်ဖြစ်နေပြီ။ဒီချစ်ချင်းမြတ်တာကြောင့်မလို့စိတ်အညစ်မခံတော့တာကိုတွေ့ရတယ်။နှစ်ယောက်ကြားရဲ့ energy မှာပေါ့နော်။ချစ်ချင်းမြတ်တာကြောင့်ငါစိတ်ညစ်မခံတော့ဘူး။ငါဘဝအတွက်အမှန်တကယ်အရေးကြီးတဲ့အလုပ်တွေကိုပဲဦးစားပေးတော့မယ်ဆိုတဲ့ကံမျိုးလေးကြလာတယ်။ပညာပိုင်းဆိုင်ရာတွေကိုပို့ပြီးတော့ focus ထားလာတာကိုတွေ့ရတယ်။ feminine ဘက်ကလည်းအဲ့လိုပဲကိုယ့်ရဲ့အောင်မြင်မှုတိုးတက်မှုကိုယ့်ရဲ့ career အပိုင်းကိုယ့်ရဲ့ပညာရေးအပိုင်းကိုယ့်ရဲ့ငွေကြေးအပိုင်းတွေကိုပို့ပြီးတော့အာရုံစိုက်လာကြလို့မျိုး masculine ကလည်းချစ်ချင်းမြတ်တာကြောင့်မလို့ပေါ့နော်အဲ့လိုချစ်ချင်းမြတ်တာမှာအပျော်တမ်းနေသွားပြီးတော့အခြေကုန်နေတာမျိုးမဟုတ်တော့ဘဲနဲ့တကယ်သူ့ဘဝရဲ့ခိုင်မာတဲ့ stable ဖြစ်တဲ့ income တစ်ခုကိုတိစောက်ချင်လာတာကိုတွေ့ရပြီးတော့မှခိုင်မာတဲ့ဘဝတစ်ခုကိုတိစောက်ချင်တဲ့စိတ်တွေလည်းသူ့မှာဖြစ်လာတာကိုတွေ့ရတယ်ဒါသူ့ရဲ့ပြောင်းလဲမှုဖြစ်တယ်သူ့ရဲ့ progress ပေါ့သူကရင်တော့ ready မဖြစ်သေးတာလေးရှိကောင်းရှိမယ်အခုကတော့ငါ ready ဖြစ်ပြီငါအိမ်တော်တစ်ခုစားဖို့ဒီဘဝတစ်ခုစားဖို့အတွက်တကယ်ကိုလူသားတစ်ယောက်အနေနဲ့ရှင်သန်ဖို့အတွက်ပေါ့အဲ့တော့လူလောကရောက်လာလို့လူဖြစ်ကြပေမဲ့လူသားတစ်ယောက်ဖြစ်တဲ့တကယ်ကိုစူးစမ်းရှင်သန်နေသူဆိုတာအမ်တန်ရှားပါတယ်အခုကတော့နှစ်ယောက်စလုံးကငါလူဖြစ်ရကြိုးနဲ့အောင်နေမယ်ဆိုတဲ့စိတ်မျိုးလေးတွေကိုစီရှိလာကြတယ်ဒီ drama တွေတဲကိုမပါတော့ဘူး game တွေတဲကိုမပါတော့ဘူးဆိုတဲ့စိတ်မျိုးလေးတွေဖြစ်လာကြတယ်ပေါ့နော်ဆိုတော့အခုအနေက traffic ကမိမိကိုပြောချင်နေတဲ့သူ့ရဲ့စိတ်တွေကစကားလေးတွေကိုကက်ကလေးတွေအနေနဲ့ဆွဲကြည့်ပါမယ် Okay that's too much ရများတော့ဒီကလေးတော့ယူလိုက်မယ်
ဒီကလေးယူလိုက်မယ်အများကြီးပေးစတဲ့ spirit ကဒီနေ့မှာ okay spirit ပေးတော့ပဲယူလိုက်မယ်ပေါ့နော်ဒီ group 3ကတော့အများဆုံးပဲလို့ထည့်ရတယ်အဲ့တော့အညွှန်းကြည့်ကြမယ်Jacket also I want to be more than friends ပေါ့တကယ်လို့များကိုရီနှစ်ယောက်က okay အဆင်မပြေသေးလို့ဆိုပြီးတော့တစ်ချိန်မှာ separate ဖြစ်ထားကြတယ်ဆိုရင်သူကအခုလောလောဆယ်မှာရိုးတကယ်ချက်ထပ်ပိုတဲ့ relationship ကိုပြန်လာချင်နေတဲ့သဘောမျိုးတွေ့ရတယ်ပေါ့နော်ဒါ reconciliations ကလည်းအဲ့သဘောပဲတကယ်ချင်းမဖြစ်ချင်တော့ဘူးအရင်တော့အဲ့လိုချစ်သူမျိုးပြဖြစ်ချင်တယ်ဒီကလည်းအဲ့လိုပဲ I want to feel that way again ပေါ့အရင်တော့အဲ့လိုခံစားချက်မျိုးသူပြန်ရချင်တယ်လို့သူပြောနေတယ်နောက်တစ်ခါဒီမှာ I love you unconditional love နဲ့ချစ်လာနိုင်တယ်ဆိုတာဒါလည်းရှေ့မှာပြောခဲ့လို့ပဲနေရာက Ace of Cups 2 of Cups ဆိုတော့drama တွေနဲ့အပူတွေနဲ့ချစ်ချင်းမြတ်တာပဲမဟုတ်တော့ပဲနဲ့ပေါ့နော်တယောက်နဲ့တယောက်ပါရမီဖြည့်ပေးမဲ့စစ်မှန်တဲ့ခိုင်မာတဲ့အချစ်မျိုးနဲ့ traditionally ချစ်ချင်လာတာမျိုးတွေ့ရတယ်နောက်တစ်ခါ I can't start thinking about you ပေါ့နော်သူကကိုယ်ပြန်ပြီးတော့တတိယနေပြီအကယ်လို့များဒီ group မှာဒီ group ကိုရွေးထားတဲ့ soul family မှာ separate ဖြစ်နေခဲ့တယ်ဆိုရင်သူပြန်လာပါလိမ့်မယ်ကိုတတိယနေပြီဆိုတာကိုဒါ confirm message အနေနဲ့ကြားလိုက်ရပြီပေါ့နော်နောက်တစ်ခုက I look for you everywhere ကိုပြန်ပြီးတော့ like ရှာနေပြီအပြင်မှာ like ရှာတာမဟုတ်ဘူးဆိုရင်ဒါသူ့ရဲ့ soul ကစပြီး searching လုပ်နေပြီပါဆို Main and Any Diary channel မှာအနေပြောပြလို့ပဲပေါ့နော် have ဖြစ်သွားတဲ့ soul တွေကအရင်ဆုံးကိုအရင် ready ဖြစ်အောင်ပြင်ဆင်ပြီးတော့မှနောက်ထပ်ကွဲကွာသွားတဲ့ soul နဲ့ union ဖြစ်နိုင်တယ်အဲ့ဒီမှာလည်းအဲ့လိုပဲကိုက ready ဖြစ်နေပြီဆိုတော့နောက်ထပ် have soul ကိုသူက like ရှာနေပြီပေါ့နော် I look for you everywhere ဆို soul searching စလုပ်နေပြီကိုစီကိုအနည်းနဲ့အမြဲရောက်လာပါလိမ့်မယ် I remember every detail of that day ပေါ့ဒါကတော့နှစ်ယောက်ခွဲခွာသွားတဲ့နေ့ကိုသူမှတ်မိသေးတယ်လို့ပြောတယ်လို့တော့အနေခံစားရတယ်ဒီနေ့ကိုသူမှတ်မိတယ်ဒီနေ့ကိုသူအများကြီးတင်ယူနိုင်ခဲ့တယ်အဲ့နေ့ကနေသူပြောင်းလဲနိုင်ခဲ့တယ်ကိုတာဝေယူနိုင်ခဲ့တယ်ဆိုတာတွေကိုပြနေတယ်လို့အနေခံစားရတယ်ပေါ့နော်ဆိုတော့ဒီ reading ကတော့union 100% လို့ပြောနေတယ်လို့အနေခံစားရတယ်မကြခင်မှာကိုစီကိုရောက်လာပါလိမ့်မယ်ကိုအတွက်လိုအပ်တာကတော့ unconditional love ကိုပဲ focus ထားပါကိုပို့ချစ်ပါကိုပို့ချစ်လေကိုရဲ့ traveler ကိုပို့ချစ်လေဖြစ်လိမ့်မယ်နောက်တစ်ခုQueen of Pentacles ကြားထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကချစ်ချင်းမြတ်တာကိုအရေး focus မထားဘဲနဲ့ကိုယ်ပညာရေးအနာဂတ်ငွေကြေးအလောက်ကိုင်ပိုင်းကိုပဲအများကြီး focus ထားပြီးတော့ပိုကောင်းတဲ့သူတယောက်ဖြစ်လာကို upgrade လုပ်လိုက်ပါနော် So congratulations ပါ group 3ရဲ့ soul family တွေကတော့မကြခင်မှာ union ဖြစ်ရတော့မယ်ဆိုတာကိုတွေ့လာရပြီပေါ့နော်ဆိုတော့ကျေးဇူးများကြီးတင်ပါတယ်ဒီနေ့ reading လေးကအထောက်အကူဖြစ်စေမယ်လို့အနည်းယုံကြည်ပါတယ်အနည်းတို့နောက်ထပ် video လေးတွေမှာပြန်ပြီးတော့ဆုံစည်းကြပါမယ်နော်